เนาะကျွန်တော်လွန်ခဲ့တဲ့9နှစ်10နှစ်ခန့်ကပေါ့နော်ကျွန်တော်ရဲ့စာအုပ်ကကုန်ကန်နီးပြီပေါ့နော်ကုန်ကန်နီးပြီကျွန်တော်အကြောင်းမျိုးကြောင့်အလုပ်ကလည်းထွက်ထားတာဖြစ်တဲ့အတွက်အလုပ်လည်းမရှိသေးဘူးစာအုပ်လည်းကုန်ကန်နီးပြီစာအုပ်လည်းကုန်ကန်နီးပြီဖြစ်တဲ့အတွက်ကျွန်တော်ကတကယ်ချင်းတွေကိုပေါ့နော်ကျွန်တော်ရဲ့တကယ်ချင်းပေါင်းတဲ့တွေမေးကြည့်လိုက်တယ်ပေါ့နော်ကျွန်တော်ဒါတမျိုးကျွန်တော်ပေါ့နော်ဖြစ်နေတယ်အဲ့တော့ပွဲစားတယောက်တော့ရှာပေးပါဆိုပြီးတော့ကျွန်တော်ကခုကြီးတောင်းလိုက်တယ်အဲ့တော့တကယ်ချင်းတဲ့ကောင်လည်းကဲသူစီမှာသွားလို့ပေါ့နော်သူကမှန်ကန်တယ်ပေါ့နော်ပြီးတော့သူစီမှာသွားလို့သူကလုပ်ပေးတယ်ပေါ့နော်ဒီစာရွက်စာတမ်းကိစ္စတွေအလုပ်ကိစ္စတွေနဲ့ပတ်သက်ပြီးသူကအကုန်လုံးမေးလို့ရတယ်ကျွန်တော်ဖုန်းနံပါတ်ပေးတယ်ပေါ့နော်အဲ့ကျွန်တော်ဖုန်းဆက်သွားတဲ့အခါကျတော့မဟာချိုင်ထိုင်းနေထဲမှာနေတယ်ပေါ့နော်မဟာချိုင်ထိုင်းနေမှာနေတဲ့အခါကျတော့ကျွန်တော်ကနေပြီးတော့ကိုယ်တိုင်သွားတဲ့အခါကျတော့သူကရုံးထဲမှာလည်းရှိတယ်ပေါ့နော်သူမှာမိန်းမလည်းရှိတယ်ကလေးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကယုံကြည်တယ်ပြီးအရှိမလည်းဒီမြန်မာနဲ့ပတ်သက်ဒီစာရွက်စာတမ်းနဲ့ကိစ္စနဲ့ပတ်သက်တဲ့မြန်မာစာတွေအကုန်လုံးရေးထားတယ်ပြီးတော့လူတွေလည်းဝင်ထွက်တွေလည်းရှိတယ်ပြီးတော့အစုံပေါ့ဗျာသူပွဲဇာရုံးနဲ့တူတဲ့ပုံစံမျိုးပေါ့နော်သူလောက်ထားတယ်အဲ့တော့ကျွန်တော်လေးယုံသွားပြီနော်ကျွန်တော်လည်းအဲ့တုန်းကခံလိုက်ရတော့ပြပြတာပေါ့နော်အဲ့တော့ကျွန်တော်ကသူကအလုပ်လေးစမှတ်ပြီးတော့အဆင်ပြေတယ်တခါလေးအဆင်ပြေတယ်ပေါ့အဲ့တော့စာအုပ်လေးတက်တက်ကုန်နေပြီးတော့တက်တက်ကုန်နေပြီဆိုတော့သူစာအုပ်လေးကျွန်တော်ပေးလိုက်တယ်ပြီးတော့စာရွက်စာတမ်းတွေလည်းတော့တောင်းတယ်ဆိုတော့အကုန်လုံးသူကတောင်းတယ်ပေါ့နော်အဲ့တော့တောင်းတဲ့ခါကျတော့ကျွန်တော်ပေးလိုက်တယ်ပြီးတော့စမတ်ခလည်းသူယူတယ်ပေါ့နော်စမတ်ခဘလောက်ဆိုကျွန်တော်ပြော3000ကျော်လားမသိဘူးအဲ့တော့ကလေပေးလိုက်ရတယ်တော့9000 4000လားကျွန်တော်လည်းမမှတ်ပြီးတော့ပေးလိုက်ရတယ်โอเคလောက်ရရင်ပြီးရောဆိုပြီးတော့လေစာအုပ်လည်းတော်ပြီးမှဆိုတော့ဒီခါလဲကျွန်တော်အကုန်လုံးထားခဲ့ပြီးလိုက်တယ်ဟောကျွန်တော်လက်ထဲမှာဘာမှပြန်မပါလာဘူးပေါ့နော်အဲ့တော့ကျွန်တော်ကအဲ့ဒီကသူပြောလိုက်တာ9ရက်ညီတဲ့9ရက်သူ့မဟုတ်တဲ့ share အဲ့ဒီတပတ်တွင်းပေါ့နော်လုပ်ပြီးမယ်တဲ့လူကအရင်များနေတော့ဟိုတတော့ပြီးတလို့ပေါ့နော်ဒီလက်ရုံကိုသွင်းမိမှာပေါ့နော်အဲ့တော့နည်းနည်းစောက်ပြီးပါဆိုပြီးတော့ကျွန်တော်ကစောက်ပြီးလိုက်တဲ့အိမ်မှာထမင်းစားပြီးထမင်းစားရေထောက်အိတ်ပြီးတော့ကျွန်တော်တပတ်လောက်ကျွန်တော်စောက်ပြီးလိုက်တဲ့ခါကျတော့ကျွန်တော်စီဖုန်းလဲမထူလာနော်သတင်းလဲမလာဘာလဲမလာတဲ့ခါကျတော့ကျွန်တော်ရုံးကိုလိုက်သွားတယ်ရုံးကိုလိုက်သွားတဲ့ခါကျတော့ဘာပြောလဲဆိုတော့ညီလေးတဲ့မင်းနဲ့အလောက်ကတော့တဲ့ဒီယုံနဲ့ပြည့်သွားပြီတဲ့လောကပြည့်သွားပြီတဲ့မင်းဟိုဖြစ်လာတဲ့ယုံကပြည့်သွားပြီတဲ့ဒါပေမဲ့နောက်တဲ့ယုံကကောင်းတယ်တဲ့နောက်တဲ့ယုံကိုဘူးစက်မှတ်ပြီဒါပေမဲ့စမတ်ကတော့နည်းနည်းပို့မယ်တဲ့ထပ်ပေးရမယ်ပေါ့နော်သူပြောချင်တာထပ်ပေးရမယ်ဆိုတော့ဘယ်လောက်ပေးရမယ်ဆိုတော့ okay ဟွာလေ1000လောက်ထပ်ပေးရင်ရပါပြီတဲ့စာအုပ်လည်းမချခင်ရမှာပါတဲ့နောက်တဲ့1ရက်2ရက်ဆိုရပြီတဲ့ညီတဲ့ okay အဲ့ဆိုတော့သူ့ကိုလည်းပတ်ဆက်လည်းပေးထားပြီးပြီဆိုတော့ကျွန်တော်တခြားမှလည်းမရှာခဲ့တော့ဘူးအဲ့ဆိုကျွန်တော်1000ပေးခဲ့လိုက်တာ1000ပေးပြီးတော့ညီလေး1ရက်2ရက်ဆိုရင်ကျွန်တော်ကိုကျွန်တော်ဖုန်းဆက်သွယ်လာမှာပေါ့နော်ညီဖုန်းနံပါတ်ပေးခဲ့တယ်ဆိုတော့ဖုန်းနံပါတ်ပေးခဲ့တယ်အဲ့တော့ကျွန်တော်ပြန်ချလာတယ်တရားနေ့ကလည်းကျွန်တော်ဒီမဆက်သွယ်လာအောင်မဆက်သွယ်လာတဲ့အခါကျတော့ရုံးပြန်လိုက်သွားတယ်ပြန်လိုက်သွားတော့ညီတဲ့အဲ့ဒီယုံသွားတယ်တဲ့ပြည့်သွားပြီတဲ့ပြည့်သွားပြီဆိုတော့တဲ့ညီစိတ်မပူနဲ့တော့တဲ့ကိုကြီးမှာညီပြတဲ့ပတ်စံအကုန်လုံးရှိတယ်တဲ့ညီအဲ့ဒီယုံမရဘူးနောက်တစ်ယုံနဲ့အခုစမတ်ပေးမယ်တဲ့ညီနည်းနည်းလေး3-4ရက်တော့ထပ်ဆောင်ပေးဆိုတော့ကျွန်တော်နည်းနည်းစိတ်ကူသွားပြီဒါဆိုရင်ကိုလို့ကျွန်တော်လို့ဟိုကျွန်တော်ဒီမှာကျွန်တော်မလုပ်တော့ဘူးပေါ့နော်ကျွန်တော်ဟိုစာရွက်စာတမ်းလေးကျွန်တော်ပြန်ပြီးပေါ့နော်ကျွန်တော်တခြားမှာပဲကျွန်တော်ရှာလိုက်တော့ပဲကျွန်တော်ငယ်ချင်းတယောက်ကျွန်တော်လုံးစမှတ်ပေးတာပေါ့နော်အခုဆိုရင်တည့်ရဒီမနေ့ပြန်လောက်ဆိုကျွန်တော်ဝင်ရပြီဆိုပြီးတော့ကျွန်တော်ကားနေပြီးတော့ဝင်ရတော့မယ်ဆိုပြီးတော့ကျွန်တော်သူ့ကိုအဲ့လိုမျိုးပေါ့နော်ဟိုပြောပြလိုက်တယ်ပေါ့နော်အမှန်တော့လုံးဝမရသေးဘူးကျွန်တော်တိတ်ပြီးတော့မတင်ကြတော့လို့အဲ့ဆိုတော့အဲ့ဆိုတော့သူကမပြောလဲဆိုတော့ကြီးတဲ့အခုလုံးမှာစာရွက်စာတမ်းလေးအကုန်လုံးတင်ထားပြီရုံးတင်ထားပြီပေါ့နော်အကယ်၍ကြီးစာရွက်စာတမ်းလေးပြန်ယူခြင်းတယ်ဆိုလို့ရှိရင်ပေါ့နော်ပတ်စံပြန်ပြီးမှပေါ့နော်ပတ်စံပြန်ပြီးမှပတ်စံပြီးမှအဲ့ဒီစာရွက်စာတမ်းစာအုပ်တွေပြန်ရမယ်ဆိုပြီးတော့ကျွန်တော်လေပြောတယ်ချင်းချောက်တယ်အရင်မချင်းချောက်တယ်ကျွန်တော်ပြောတာအဲ့ဒါကိုအကိုလို့ဟိုဟာလို့ကျွန်တော်ရှိမှာတော့စမတ်ထားဖို့စမတ်ဖို့တဲ့အခုပတ်စံပေးတာ4500လား9000လားကျွန်တော်ပြီးပါပြီပေးထားတဲ့ပတ်စံတွေဒီကအခုပေးလိုက်ပေါ့လို့အဲ့ဒီကကိုတဲ့ပတ်စံတော့ကျွန်တော်ပြန်ပေးဆိုတော့ညီတဲ့အလုံးစမတ်ခါတွေရတဲ့အညီအကိုရတာမဟုတ်ဘူးတဲ့နော်အကိုရတာမဟုတ်ဘူးတဲ့စာရွက်စာတမ်းကိစ္စတွေဟိုကိစ္စတွေလည်းကုန်သွားပြီတဲ့မင်းပြန်မရတော့ဘူးတဲ့ကျွန်တော်ပြောတဲ့ခါကျတော့ okay ရပြီအဲ့ဒါဆိုရင်အခုအဲ့ဒီဥစ္စာကျွန်တော်မပြန်မပေးနေတော့အဲ့ဒီပတ်စံကျွန်တော်ပြန်မပေးနေတော့လောကကိုတဲ့ပတ်စံလည်းပြန်မပေးတော့ဒါပေမဲ့ကျွန်တော်ဟိုစာအုပ်နဲ့စာရွက်စာတမ်းတွေကျွန်တော်ပြန်ပေး